ตีในงานสวยเนาะตะเกะกาตุงกาเทกะตายเน้นโตเทมายักตัวแม่เนาะชิดุไอ้แม่ในตลาสูบิดอมาเทยาเล่าเอาต่อเลยก็ลาเลยในยาเลยตีในยาเลยอะรอแซนตุนีในได้กับปาเมียจีเย่ไทยสู้ในยาเลยมาชิเย่ฟินแลนด์ในงานและแลนด์เตต้ามาชินิบาลีตารอฟินแลนด์ในงานเย่เด็ปองสันเลยป่ะจีไลเปล่าဒီလိုမျိုးအေးတိုင်ခံနိုင်မှာပဲလာကြပါလို့နေနေလေတော့ဝဲချတာအရန်ဆူးရနော်အေးတော့မှအရန်ဆူးတာလက်တော့မှမထောက်နိုင်ထောက်မနိုင်ဟယ်လိုဖင်လန်မှာစန်တိုကခွဲဆုပ်ပါစီမှာဖြစ်ပါတယ်ဖင်လန်ဖြစ်ပါတယ်โอเคဒီနေ့ကကြတော့ဆန်တို့ကဒီလိုမျိုးနှင်းတစ်ဖူးဖွေးထဲမှာဆန်တို့ခွေးဆုပ်ဖားကိုစီးလိုက်တဲ့အရသာလေးကဘလို့ရှိလဲပေါ့နော်ဒီနေ့ကတော့ခံစားတော့မှာဖြစ်ပါတယ်ဆိုတော့ပထမတစ်ချက်ကကြတော့အရန်အေးမှာတော့တေးချပါတယ်ဘာလို့ဆိုတော့နှင်းတလောက်များတဲ့ပင်လန်ချစ်တို့ရေးကြည့်ပါဦးဒါနှင်းတော်ထဲမှာဆန်တို့ကခွေးဆုပ်ဖားသစီးမှာဖြစ်ပါတယ်ရုပ်ရှင်ကားထဲကလို့လေရုပ်ရှင်ကားထဲကလို့မျိုးခွေးဆုပ်ဖားစီးတော့ဒီမှာမိတ်ကပ်အပြည့်အော်နာပါတယ်ဒီနေ့ကကြတော့နှင်းကောင်မလေးထဲမှာလိုမျိုးပုံရိုက်မှာဖြစ်ပါတယ်โอเคဒီနှင်းတော်ထဲမှာရုပ်ရှင်ကားတဲ့လိုမျိုးအရန်တန်မာတဲ့ဟက်စကီခွေးလေးကိုစီးပြီးတော့မှအမတ်တရဗီဒီယိုဖိုင်တွေရိုက်ကြပါတယ်ချစ်တို့ရဲ့ဒီလက်လန်းဒေတာတွေကတကက်ကတ်တွန်းကားထဲကအတိုင်းတကက်အိမ်မက်နေတယ်လို့ပဲအတော်လေးကိုလှနေပါတယ်ချစ်တို့ရဲ့ဆန်းလေဒီလောက်ထိလှတဲ့နှင်းတော်ထဲမှာတခါမှမမြင်ဘူးလို့ကိုလည်းထိုင်ပြီးတော့မှအဝါကြည့်ခဲ့ပါတယ်ဒီနှင်းတော်ထဲမှာအရန်အသက်ကြီးနေတဲ့သမင်လေးကိုလည်းအစာကျွေးလို့ရပါတယ်ချစ်တို့ရဲ့ဒါတော့ဒီအသိဒေတာမှာနေထိုင်တဲ့ဟန်စကီခွေးလေးပဲဖြစ်ပါတယ်ချစ်တို့ရဲ့ဒီခွေးလေးတွေကတနေကုန်အလောက်လောက်နိုင်ပြီးအရန်တန်မာပြီးတော့မှသူတို့တွေကမိုင်းနဲ့40အထိအေးတန်ခံနိုင်ပါတယ်ချစ်တို့ရဲ့ဒီနေရာလေးကတော့တကက်ကတွန်းကားထဲကရောက်သွားတဲ့အတိုင်းပဲစကားနဲ့ပြောပြလို့မတက်လောက်အောင်အတော်လေးကိုလှပါတယ်ချစ်တို့ရဲ့ဒီအာသိဟန်စကီခွေးလေးကတော့သူတို့တွေမှာအရန်တန်မာပြီးတော့မှတနေကုန်မနာမတန်ပဲသူတို့တွေမှာပြေးနိုင်တဲ့ခွန်အားတွေရှိပါတယ်ချစ်တို့ရဲ့ဒီနှင်းတော်နေရာမှာအလဲလာတဲ့တူတိုင်းမှာဟန်စကီခွေးလေးကိုစီးပြီးတော့မှတယောက်ကိုဒေါ်လာ100ဝန်းကျင်လောက်ကျတင်ပါတယ်ချစ်တို့ရဲ့အရမ်းမိုက်တဲ့ချစ်တို့ရေးနှင်းတော်ထဲမှာလေတကယ်ရုပ်ရှင်ကားထဲအတိုင်းပဲနှင်းတော်ထဲအမလေးဟေးဘာလို့ thank you အရမ်းမိုက်တဲ့ဒီနှင်းတော်ထဲမှာလက်လုံးဝထောက်မနိုင်လောက်တဲ့အထိအတော်လေးကိုအေးပါတယ်ချစ်တို့ရေးအရမ်းမိုက်တဲ့ချစ်တို့ရေးတကယ်ရုပ်ရှင်ကားထဲအတိုင်းပဲနှင်းတော်ထဲမှာဗီဒီယိုလားဒီနှင်းတော်ထဲမှာအရန်ချစ်ဖို့ကောင်းလက်ကလေးတွေကိုဆန်ကအစာကျွေးလိုက်ပါသေးတယ်ချစ်တို့ရဲ့ဒါလေးကတော့ကတုံးကားထဲမှာအမြဲတမ်းမြင်နေရတယ်နှင်းတော်ထဲမှာရှိတဲ့အိမ်သေးလေးပဲဖြစ်ပါတယ်ချစ်တို့ရဲ့ဒီအိမ်သေးလေးထဲမှာလူတွေနေထိုင်စားတော့လို့ရအောင်အကုန်လုံးချက်စားအိမ်မဲနေရစားမဲနေရတဲ့အကုန်လုံးဖြည်းဆုံရှိပါတယ်ချစ်တို့ရဲ့history နှင်းတော်ထဲမှာအရန်အေးစိတ်နေပေမဲ့ဒီအိမ်ထဲဝင်လိုက်လို့ရှိရင်တော့တော်တော်လေးကိုနှွေးထွေးတော့ပါတယ်ချစ်တို့ရဲ့ဒီအာသိတ်ဒေတာရဲ့ဟန်စကီခွေးလေးတွေကသူတို့ရဲ့တန်မာမှုတွေကိုတခြားနိုင်ငံရောက်တဲ့အထိသူတို့ပြေးနိုင်ပါတယ်ချစ်တို့ရဲ့
ချစ်တို့ရေအယမ်းမိုက်တာဒီလိုအခွင့်အရေးရလေလုံးဝမမေ့နိုင်ချစ်တို့ရေဘဝမှာလေအယမ်းမတရားဖြစ်တယ်ကားတုံးကားထဲမှာပဲမြင်နေကြဒီလိုမျိုးရေခဲနှင်းတော်ထဲမှာရှိနေတဲ့ဒီအိမ်တေးသေးလေးပေါ့နော်စန်တို့ကလေးတော့ဆိုလူပုအိမ်လို့ပြောကြတာပေါ့နော်အရန်လာတီထဲမှာဆိုရင်လည်းသူကလေနှက်ခမ်းလိုမျိုးလောက်ထားတာသမင်းချဲဟင်းချဲတဲ့နေရာလည်းရှိတယ်နောက်တော့ TV ကြည့်တဲ့နေရာလည်းရှိတယ်အရန်နွေးတယ်ဒီထဲမှာလေတစ်သားအိမ်ကလေအရန်နွေးတယ်အရန်ဘလို့ပြောလို့မသိတော့တော်တော်လေးမိုက်တယ်ချစ်တို့ရေကားတုံးကားထဲကအိမ်လိုမျိုးရောက်တော့သူလိုခံစားရတယ်တော်တော်လေးမိုက်တယ်အခုကတော့ကားတုံးကားထဲကလိုမျိုးအိမ်မက်အိမ်လိုမျိုးအိမ်မက်ထားတဲ့ဟိုအိမ်ပုံစံလိုမျိုးကားတုံးကားထဲလိုမျိုးမဟုတ်ပဲနဲ့အပြင်မှာလက်တွေ့မြင်ကိုရိုက်ပေါ့နော်ချစ်တို့ရေအရန်ကိုဝမ်းတောင်ဆုံးပဲတော်တော်လေးမိုက်တယ် Wow hello Oh this is you Yes, yeah, same. Oh same Not same time. Oh same not same time Yeah, yeah. ဒါကသူကတော့အရွယ်ရှိတော့မှာပေါ့နော်သူကတော့ဒီဟာကိုနင်းတော်ထဲမှာစီထားတဲ့ပုံမျိုးပါတဲ့ဆန်းကတော့မုံလူမျိုးတယောက်ဖြစ်လို့ဘယ်တော့မုံထမိန်မုံပစိုးတွေအများရန်ပါပါတယ်ဒါကတော့အာတိတ်ဆက်ဝိုင်းမြင်းမှရှိတဲ့ Santa Claus ရဲ့ရွာပဲဖြစ်ပါတယ်ဒီ Santa Claus ရဲ့ရွာမှာအတော်လေးကိုအေးပြီးတော့မှမိုင်းနဲ့တွဲအထိအေးပါတယ်ချစ်တို့ရဲ့ယေးအာတိတ်ဆက်ကရင်းဖြတ်တဲ့နေရာလေးရောက်ပါပြီကဲအရန်လေးအေးပါတယ်အခုကတော့မိုင်းနဲ့တွဲရှိနေပါတယ်ဒါကကြတော့အာတိတ်ဆက်ကရင်းဖြတ်တဲ့နေရာလေးဖြစ်ပါတယ်အမတရားလေးပါနောက်ဆုံးတော့ရောက်ရှိလာပါပြီချစ်တို့ရေဒါအတက်စကံရဖြတ်တဲ့နေရာဟောအတိုင်းထောင်လာပါတယ်ဒီဒေတာမှာဆိုရင်တစ်နှစ်အတွင်း24နာရီနေမဝင်24နာရီနေမထွက်တာကိုအမြဲတမ်းကြုံရတတ်ပါတယ်ဒီနေရာမှာဆိုရင်လေ Northern Light တွေကိုအကောင်းဆုံးကြည့်လို့ရမယ့်နေရာပဲဖြစ်ပါတယ်ကဲအခုကကြတော့ဖင်လန်နိုင်ငံခရစ်စမတ်ဖိုးဖိုးကြီးရှိတဲ့နေရာလေးကိုရောက်ရှိနေပါတယ် Santa Claus နေရာလေးပေါ့နော်ကဲအခုကတော့စန်တိုခရစ်စမတ်ဖိုးကြီးစီကိုတောင်းမှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်အောင်နော်ပိုးစောပါစာအေးရချစ်တို့ရေတော်အေးတာဟိုးဒီမှာကဲချစ်တို့ရေရခဲ့ပြီဒီမှာအာတိတ်ရင်းချောင်းကိုဖြတ်တဲ့အမှတ်တရအနေနဲ့ပေါ့နော်ဒီမှာ certificate ရလာပါပြီဒါလေးကတော့စန်းတို့နေနေတဲ့ကဘာမြေကြီးရဲ့အပေါ်ဆုံးထိပ်မှာရှိတဲ့မြင်းချောင်းနေရာကိုရောက်ရှိတဲ့အကြောင်းကိုအမှတ်တရမှတ်တမ်းလွှာတယူခဲ့ပါတယ်ကဲချစ်တို့ရေဒီလောက်နဲ့ပဲဖင်လန်နိုင်ငံမှာရှိတဲ့လက်လန်းဒေသရဲ့အလှတွေကိုတင်ပြလိုက်ပြီနော်